ဒီနေ့မနက်စောစောရေချိုးတော့ရေခဲကြီးလိုမျိုးဒါအေးဆက်တယ်တော်တော်လေးဟိုမှာအခက်အခဲတိုက်ပွဲဝင်မျိုးချိုးလိုက်ရတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြချင်တာကရေနွေးနဲ့ချိုးတာရေနဲ့ချိုးတာကျမရေအတွက်ပဲအားပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အကြောင်းလေးနည်းနည်း share လုပ်ပေးချင်ပါတယ်အဲ့ရေနွေးနဲ့ချိုးတာရဲ့အကောင်းဆုံးသောအချက်ကရေနွေးကကျွန်တော်ရဲ့ကြွက်သားညောင်းညာကြိုက်ခဲနေမှုတွေကိုနည်းနည်းလေးတက်တာစေလူကို relax ဖြစ်စေတယ်စိတ်ဖိစီးမှုတွေကိုနည်းနည်းတက်တာစေတယ်သူကအရေပြားမှရှိတဲ့သွေးကြောတွေကိုကျဲစေတယ်အဲ့လိုကျဲစေခြင်းအပြင်ကျွန်တော်တို့သွေးပေါင်ကျစေနိုင်တယ်ပေါ့ဆိုတော့အကြာကြီးရေနွေးနဲ့သွားချိုးလို့ရှိရင်သွေးပေါင်တအားကျသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ငကိုသွေးပေါင်ကျတတ်တဲ့သူတွေဆိုရင်တော့သတိထားဒါအပြင်အကြာကြီးရေနွေးနဲ့ကျွန်တော်တို့ချိုးတဲ့အခါကျတော့ရေပြား6သိမ်းမှုတွေသပင်6သိမ်းမှုတွေဖြစ်နိုင်တယ်အဲ့တော့ရေပြားကျမရေသပင်ကျမရေတော့မကောင်းဘူးလို့ပြောချင်တာအဲ့တော့တစ်ဖက်မှာပြောင်းပြန်ရေအေးနဲ့ချိုးတဲ့အခါကျလို့ရှိရင်ရေအေးကအရေပြားတင်းရဲမှုဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့အလားအပရွယ်ချက်အတွက်ဆိုလို့ရှိရင်ရေအေးနဲ့ချိုးတာကောင်းတယ်လို့ပြောတာဒါအပြင်ဒီရေအေးကကျွန်တော်တို့အာယုံကြောတွေကိုနိုးချတက်ကြွစေတယ်sympathetic nervous system လို့ခေါ်တဲ့အာရုံကြောစနစ်ကိုသူကအားပေးတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က HM နဲ့ကိစ္စတွေ HM ပြေသွားမယ်။တက်ကြွနိုးကြသွားမယ်။လူတစ်ယောက်ကအလုံးလုံးဖို့အတွက်ခွန်အားတွေအများကြီးရှိလာစေနိုင်တယ်လို့ပြောတာ။ဒါပေမဲ့ရေနဲ့အကြာကြီးထုံးမိရင်လည်းသွေးပေါင်ကျွန်တော်တို့တတ်နိုင်တယ်။အဲ့တော့တချို့နှလုံးရောဂါပြင်းပြင်းထန်ထန်ရှိတဲ့သူတစ်ယောက်အနေနဲ့ရေအရန်အေးတဲ့ပစ္စည်းကိုအကြာကြီးကျွန်တော်တို့မချိုးသင့်ဘူးပေါ့နော်။အဲ့တော့လွယ်အောင်ပြောမယ်ဆိုလို့ရှိရင်ကိုကကြွက်သားညောင်းညာမှုတက်တာခြင်းနဲ့ relax ဖြစ်ခြင်းနဲ့စိတ်ဖိစီးမှုတက်တာခြင်းရေနဲ့ချိုးတာကောင်းတယ်။အဲ့လိုမဟုတ်ကိုကတက်ကြွနိုးကြမှုကိုလိုချင်တယ်။ဒါမှမဟုတ်အရေပြားတင်းရဲမှုကိုအလားပါကိုလိုချင်တယ်။ဒါဆိုရေနဲ့ချိုးတာကောင်းတယ်။အဲ့တော့ပရိသတ်အနေနဲ့ရောရေနဲ့ချိုးတာရေနဲ့ချိုးတာဘယ်ဟာကိုပို့ပြီးတော့နှစ်သက်လဲ။ဘာတွေလုပ်ပြနေလဲ။ comment မှာရေးခဲ့အောင်နော်။မချိုးဘဲတော့မနေနဲ့အောင်။